ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီကိုလောက်ပြမှာတော့ကျွန်တော်တို့ရဲ့ Smart POS ရဲ့ Stock Transfer Function ကိုကျွန်တော်ဘယ်လိုလုပ်လို့လဲဆိုတာကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီ Stock Transfer လုပ်ဖို့ဆိုရင်အနည်းဆုံးကျွန်တော်တို့မှာ user account store ဆိုင်တစ်ခုရှိလို့လိုပဲပေါ့နော်ဆိုလိုတာဟို store တိုင်းတစ်ခုနဲ့တစ်ခုက connect လုပ်ထားမှာ connect လုပ်ထားအောင်လို့ပေါ့နော်အဲ့ဒါမှကျွန်တော်တို့က store တွေကို transfer တစ်ခုနဲ့တစ်ခု transfer လုပ်လို့ရမှာပေါ့နော် okay ဒီမှာဆိုရင်ကျွန်တော်မှာဒါကတော့ store တိုင်းတစ်ခုပေါ့နော် store တိုင်းတစ်ခုမှာကျွန်တော်တို့ iPhone 30ဆိုတာရှိရပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ရဲ့ store link လောက်ထားတာ demo shot 2ဆိုတော့ကျွန်တော် link လောက်ထားတယ်အဲ့တော့ okay အဲ့တော့ကျွန်တော် demo shot 2တော့ဒါ demo shot 2ပေါ့နော် demo shot 2ရဲ့အကောင့်မှာကျွန်တော်တို့ link လောက်ထားတဲ့အကောင့်က demo shot 1ပေါ့နော်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ကဟိုကျွန်တော် iPhone 30ကို iPhone 40ကိုဒီဘက်ကလှမ်းပြီးတော့ store လှမ်းပြီး request လုပ်မှာပေါ့နော် okay အဲ့တော့ကျွန်တော်တို့ဒီ site ကိုအမှောင်ဆုံးရွေးချယ်လိုက်မှာပေါ့နော်ရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့ဒီမှာ barcode နဲ့ရှာလို့လည်းရတယ်ပေါ့နော် number နဲ့ရှာလို့ရတယ်အဲ့တော့ကျွန်တော်တို့ number နဲ့ပဲရှာရမှာပေါ့နော် iPhone 30တွေ့ပေါ့နော် iPhone 30ကိုကျွန်တော်တို့ထည့်လိုက်မယ်ထည့်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်တို့လက်ရှိသူ့မှာရှိတဲ့ store 10ခုပေါ့နော်ကျွန်တော်တို့ store ကိုလည်းမြင်ရတယ် price ကိုလည်းမြင်ရပေါ့နော်အဲ့တော့ဒီမှာဆိုရင် iPhone 30ကိုရွေးပြီးသွားပြီအဲ့တော့ကျွန်တော်တို့ကတစ်ခုတောင်းချင်တော့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ request ကိုတစ်ခုတောင်းမယ်ပေါ့နော်okay ဆိုပြီးတော့ကျွန်တော်ဈေးနှုန်းကူးရဆိုတဲ့ဟာကိုကျွန်တော် enable လုပ်ရင်ဒီမှာဥပမာ product တစ်ခုရှိခဲ့ဆို product price ဈေးနှုန်းမှာတစ်ခါတည်း update ဖြစ်လို့ပေါ့နော်ဥပမာကျွန်တော်တို့ကအခု copy ကူးလိုက်ပြီဆိုကျွန်တော်တို့ကဒီ iPhone ရဲ့ဈေးနှုန်းဒါပေါ့နော်ဒါကိုကျွန်တော်တစ်ခါတည်း copy ကူးမှာဒါမှတ်ချက်တွေပါရေးလို့ရတယ် okay ပြီးသွားရင်ကျွန်တော်ထောင်းဆိုချက်ပို့ရဆိုတော့ကျွန်တော်နှိပ်လိုက်ရပါတော့နှိပ်လိုက်တဲ့အခါမှာလိုမျိုးပြောရမှာပေါ့နော်ဒီမှာကျွန်တော်လက်ပြီး community type စစ်တဲ့အခါမှာကျွန်တော်လက်ရှိပါတော့ပစ္စည်းအသစ်မရှိဘူးเนาะအဲ့တော့ကျွန်တော်တို့အသစ်ဖန်တီးခဲ့မယ်ပေါ့နော် iPhone ဆိုရဲ iPhone 30ဆိုရဲဟိုအသစ်ဖန်တီးမယ် request လောက်တာတော့ဘူးပေါ့နော် okay အဲ့ဆိုရင်မှန်ပြီဆိုရင်ကျွန်တော်တို့အတည်ပြုရပို့လိုက်ပြီပေါ့နော်အတည်ပြုရပို့လိုက်ပြီဆိုတာလည်းကျွန်တော်တို့ခုနက Demo Shop 2ရဲ့ incoming request မှာတစ်ခါတည်းပေါ်လာပေါ့နော်ဒီမှာဆိုရင်Demo Shop 2မှာကျွန်တော်တို့ request လုပ်ထားတယ်ပေါ့နော် iPhone 30 request လုပ်ထားတယ် quality က3ခုပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့က iPhone ခုနတွေ့ခဲ့တဲ့အတိုင်း iPhone 30ကဟို10ခုရှိရပါတော့အဲ့တော့ကျွန်တော်3ခုရှိရော9ခုပြည့်ကျွန်တော် upload လုပ်လိုက်ပါတော့ upload လုပ်လိုက်ပြီ okay complete transfer လိုက်လိုက်ပါတော့အဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်မှာဒီမှာဆိုရင်ကျွန်တော်မြင်နေတာဒါကတော့ကျွန်တော်ခုနတောင်းလိုက်တဲ့ဟာ complete ဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ complete စီးရသွားကြည့်မယ် complete သွားကြည့်ရခါမှာကျွန်တော်တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ခုန request လုပ်တဲ့ iPhone 30ကဒီမှာတစ်ခါရောက်လာပြီပေါ့နော်ပြီးတော့ဈေးနှုန်းကလည်းတစ်ခါလေး copy ကူးပြီးသားပါတယ်ပြီးတော့ Office Store က3ခုပေါ့နော်အဲ့လိုပဲနောက်ခုဒီဘက်မှာလည်းကျွန်တော်တို့ကျွန်တော် transfer history မှာတစ်ခါလေးကြည့်လို့ရပါတော့ဒီ18ရက်3ဒီ18ရက်3လက iPhone 30ကို transfer လုပ်လိုက်တယ်ပေါ့နော် transfer လုပ်လိုက်တယ်3ခုအဲ့တော့ကျွန်တော်တို့10ခုကနေ9ခုပဲကျန်တယ်ဆိုတာမျိုးဒီနေ့ကြည့်လို့ရပါတော့ဒါကတော့ကျွန်တော်တို့ရဲ့ stock transfer function ရဲ့အဓိကလောက်ဆောင်တဲ့အချက်တွေပေါ့နော်ကျေးဇူးတင်ပါတယ်